Facebook ပေါ်မှာလေပုံတင်နေဆိုရင်ဒီနေရာကြီးဒီပဲဒါကြီးပဲတင်နေလို့မထင်ကြနဲ့နော်ဒီမှာပါရှင်ဒါကျမနေတဲ့အခန်းရဲ့မျက်မှန်လေးလိုက်ကလေးကိုဆွဲပြီးဖွင့်ကြည့်လိုက်တဲ့ဒီရှုခင်းရမြင်နေရပါတယ်မိုးရွာတယ်ပဲဖြစ်ဖြစ်နေပူတယ်ပဲဖြစ်ဖြစ်တိမ်ထူတယ်ပဲဖြစ်ဖြစ်ဒါကြီးပဲမြင်နေရတာလေလှတိုင်းရိုက်မိတယ်ဒီနေရာကြီးပဲဖြစ်နေရဲ့တကယ်ကြီးကိုကောင်းကင်ရလှနေလိုက်တာတိမ်နေရလဲထူလို့နေပြားပြီးတော့လေကောင်းကင်ရပြားပြီးတိမ်နေရဖြူပြီးထူနေရပေါ့နော်မဟုတ်ကွာဒီလားဘယ်လိုလဲဆိုအခန်းထဲမှာဒီမှာပဲနေရတာဆိုတော့ဗာတည်မလားကိုကတခုခုပြင်းလို့တို့ဘာပဲဖြစ်ဖြစ်အဲ့လိုပြင်ကြည့်လိုက်တယ်ဆိုတော့အရန်လာဒီနေရာရတယ်အားကြောင့်ရိုက်ဖြစ်တာပေါ့နော်အမြဲတမ်းဒီနေရာပဲရိုက်တယ်တင်တယ်လို့တော့မထင်နဲ့ပေါ့နော်ဒီနေရာဒါငါနေတဲ့အခန်းပါပါဒီလားဒီကငါနေတဲ့အခန်းလေးမှာပါဒီလားမျက်နှာမူလိုက်လို့အပြင်ဘက်ကိုကြည့်လိုက်တာနဲ့ဒီရှုခင်းကိုမြင်နေရတယ်ကွာမိုးရွာလည်းပဲဖြစ်ဖြစ်နေပူတယ်ပဲဖြစ်ဖြစ်တိမ်နေထူတယ်ပဲဖြစ်ဖြစ်ကောင်းကင်ကြီးပြားနေရပဲဖြစ်ဖြစ်ကွာကိုကကြည့်လိုက်လို့ကွာမြင်လိုက်လို့လှတယ်ဆိုရင်လိုရိုက်ချင်တဲ့စိတ်ကသူ့လိုလိုဖြစ်အဲ့တော့ရိုက်လိုက်တယ်အဲ့တော့လှတော့ပုံရကြတော့ခိုင်းဖို့တင်ချင်တယ်အဲ့တော့သူများကြဓာကြီးကြီးပဲလို့ပြောနေကြပါဆိုလို့နော်ဒါကျမရဲ့အခန်းပြီးပါမှုပါလို့အခန်းပြီးမှမြင်တွေ့နေရတော့လှရိုက်ချင်လို့ရိုက်မိလိုက်တာပါတကယ်လို့တင်ခဲ့ရင်လည်းတိခံပြီးကြည့်ပါကြည့်လိုက်လှနေရောတင်နေကြည့်လိုက်ပါဦးနေရာလည်းပူကျက်နေရမယ်